အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့မျိုးရင်စံဖြစ်ပါတယ် The Discipline Trader Page ရဲ့ပင်နိုင်မျှဝေသူဖြစ်တယ်လို့ Project X Trading Team ရဲ့ founder လည်းပဲဖြစ်ပါတယ် Okay ဒီဗီဒီယိုလေးမှာကျွန်တော်အမြဲတမ်းမျှဝေနေကြဖြစ်တဲ့ရွှေအကြောင်းပြောရအောင်ဆိုတဲ့program လေးဖြစ်တယ်ပေါ့နော်အဲ့ဒီမှာဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အခုဆိုရင်ရွှေရဒါ market မှာလေ changes နည်းနည်းဖြစ်တယ်နောက်ပြီးတော့ဒီညမှာဆိုရင်လေ US ရဲ့ CPI data ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ဒါအမေးလဲများလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်အချိန်ကိုင်းဒီရွှေအကြောင်းပြောရအောင်ဆိုတဲ့ episode လေးကို sharing လုပ်လိုက်တာဖြစ်ပါတယ် Okay အဲ့တော့ဒီမှာကျွန်တော်နည်းနည်းလေးပြောစရာရှိတာလက်ရှိပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီ market ရဲ့အခြေအနေအချိန်ပြောင်းပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲပေါ့တကယ်တော့ရွှေကကျွန်တော်တို့အမြဲတမ်းပြောခဲ့တယ်လို့ပဲပေါ့နော်ရွှေရဲ့အကြီးဆုံးရန်သူဟာဆိုရင် US dollar ဖြစ်တဲ့ရွှေကို US dollar ကအရန်အားကောင်းတဲ့အချိန်မှာဆိုရင်လေရွှေကကျလေရှိပြီးတော့ US dollar ကနော်အရန်အားပြော့သွားတဲ့အချိန်မှာဆိုရင်လေရွှေကတက်လေရှိတယ်ပေါ့ဒါကတော့ကျွန်တော်တို့ကခက်ကြမ်းကြမ်းလေးပေါ့နော်တကယ် basicallyပြောလိုက်တာပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ဘာဖြစ်လို့အခု data တွေကဒီ market ပေါ်မှာလွှမ်းမိုးလာတယ်လဲဆိုတဲ့ဟာကိုကျွန်တော်နည်းနည်းလေးထပ်ပြီးတော့ရှင်းပြမယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကတကယ်တမ်းကဒီ financial market တွေမှာအဓိကအလုပ်လုပ်တဲ့ပုံစံကနော်ကဘာကြီးဒီသူ့ရဲ့ငွေစည်းကြောင်းကကျွန်တော်ပြောခဲ့တယ်လို့ပဲ institution တွေပြီးသွားတဲ့အခါမှာ hedge fund တွေနော် central bank တွေအကုန်လုံးလိုရဲ့ငွေစည်းကြောင်းတွေဘယ်ပေါ်မှာမူတည်လဲဆိုတော့ US dollar ပေါ်မှာမူတည်တယ်အဲ့ဒီအတွက်ကြောင့်မလို့နော်ကျွန်တော်တို့ဒီAmerican ဗဟိုဘဏ်ရဲ့ interest rate decision ပေါ့နော်အဲ့ဒါဟာကိုသူက FOMC မှာအမြဲတမ်းလို့ကြီးညာလေးရှိတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့က FOMC meeting တွေကို focus လုပ်လေးရှိတယ်ပေါ့နော်အဲ့တော့ဒီတစ်ချိန်မှာ FOMC meeting တွေကကျွန်တော်တို့မျှော်လင့်ထားတဲ့အတိုင်းပဲJuly မှာ rate ဒီ hold လိုက်မယ်ဆိုတဲ့အတိုင်းတကယ်တမ်း hold သွားတယ်နော်အဲ့တော့အဲ့ဒီ hold သွားတာအရေးမကြီးဘူးတကယ်တမ်းလူတွေမျှော်လင့်တာဘာလို့မျှော်လင့်တာလဲဆိုတော့ September မှာတော့ high လုပ်လိုက်မယ်ဆိုတဲ့ high နိုင်ခြေကိုသူကမျှော်တာနော် high နိုင်ခြေကိုမျှော်တာဒါပေမဲ့ FOMC ဒီတစ်ခေါက် meeting မှာပေါ့နော်ကျွန်တော်တို့ဒီ meeting မှာလုံးဝ September high အကြောင်းကိုဘာမှပြောမသွားဘူးအဲ့တော့ September high အကြောင်းကိုပြောမသွားတဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ high expectation လို့ခေါ်တယ် market ရဲ့တုံ့ပြန်မှုကအများကြီးကိုယော့သွားတယ်အဲ့တော့ July ဟိုးမှာက pricing ဖြစ်ပြီးသားဒါပေမဲ့ September high ဖို့မျှော်လင့်ထားတဲ့ market ဒီချိန်မှာစပြီးတော့ဘာဖြစ်သွားလဲဆိုတဲ့အခါကျတော့အားပြော့သွားတယ်ပေါ့နော်အဲ့တော့ FOMC ကဘာမှပြောမသွားတဲ့အခါမှာဘသူရဲ့ပခုံးပေါ်ကိုကြာရောက်လာလဲဆိုတဲ့အခါကျတော့ Nafam Payroll ပေါ့နော်ဒီ American ရဲ့ labor market ကိုဖော်ပြတဲ့ Nafam Payroll data ကိုကြည်လာကြတယ်ပြီးသွားတဲ့အခါကျရင်ဒီနေ့ညမှာထွက်တဲ့ CPI data ပေါ့နော်အဲ့ CPI data ကိုကြည်ကြလိမ့်မယ်အဲ့တော့ CPI data ကဆိုရင် तू ကဘာကိုပြတာဆို inflation လို့ခေါ်တယ်ငွေကြေးဖောင်းပွားမှုကိုပြတယ်နော်ငွေကြေးဖောင်းပွားမှုကိုပြတယ်ဒီ NFE Nafam Payroll ကကြတော့ကျွန်တော်တို့ဒီ labor market ရဲ့အခြေအနေကိုပြဒီနှစ်ခုဒီ American ဗဟိုဘဏ်ပေါ့နော် Fed ကအဲ့ဒီနှစ်ခုကိုကြည့်တယ်ကြည့်ပြီးသွားတော့မှသူတို့က interest rate ကိုတိုးသိမ့်မတိုးသိမ့်အောင်ပြန်ပြီးတော့ချိန်ညှိတဲ့အတွက်ကြောင့်မလို့နော် Fed rate path လို့ကျွန်တော်တို့ခေါ်တယ် Fed ရဲ့ဗဟိုဘဏ်ရဲ့အတိုးနှုန်းတက်နိုင်ခြေမတက်နိုင်ခြေဆိုရက်လမ်းကြောင်းဟာဒီ data တွေပေါ်မှာမူတည်လာတယ်ပုံမှန်အားဖြင့်ကျွန်တော်တို့ market တွေက trend ရှိပြီးသားဆိုရင်เนาะ FOMC ကိုလည်းအရင် Q မဆိုင်ဘူး NFE ကိုလည်းလုံးဝ Q မဆိုင်ဘူး CPI ကိုလည်း Q မဆိုင်ဘူးသူသွားစရာရှိတာကိုသွားတယ်ဒါပေမဲ့အခုလက်ရှိလိုမျိုး market တွေက trend က transition chain နေတဲ့အချိန်ဒါမှမဟုတ်ရင် market မှာ trend ကအားနည်းနေတဲ့အချိန်ပေါ့เนาะကျွန်တော်တို့အဲ့ဒီလိုအချိန်မျိုးမှာဆိုရင်တော့ဒီ data တွေကို market ဒီအရင် Q ဆိုင်အဲ့တော့ကျွန်တော်လည်းပဲ FOMC ကိုတစ်ချက်ကြည့်တယ်FOMC ကဒါကိုနော်ကျွန်တော်တို့ hints ပေးမသွားတဲ့အခါမှာဘာ clue မှမရှိတဲ့အခါမှာ NFE Nafam Payroll ကိုရောက်လာတယ်အဲ့ဒီ Nafam Payroll ကနေအခုတစ်ခါ CPI ကိုရောက်လာတာ CPI ဒီ inflation ကိုပြမယ် data ပေါ့နော်ဒီသဘောတရားကိုသွားတယ်အဲ့တော့ဘာလို့ဒါတွေကိုကြည့်တာလဲဆိုတော့တကယ်လို့ CPI မှာဒါကျွန်တော်တို့ဒီ data တွေကအားကောင်းတယ်ဆိုရင်เนาะဒါဒီဘာကိုပြနေတာလဲဆိုတော့ CPI hot ဖြစ်တယ်ဆိုရင် inflation ငွေကြေးဖောင်းပွားမှုအားကောင်းနေတာအဲ့တော့ငွေကြေးဖောင်းပွားမှုကိုနှိမ်နင်းတဲ့ Fed ရဲ့လက်နက်ဒီပါလဲဆိုတော့ rate hike နော်အဲ့တော့ Fed ဒီငွေကြေးဖောင်းပွားလာတယ်ဆိုရင် rate hike ဖြစ်တယ် rate hike ကိုလုပ်လို့ရှိတယ်ပေါ့နော်နောက်ပြီးတော့ American ဗဟိုဘဏ်က Fed ကဆိုရင် rate hike ကိုလုပ်လိရှိတယ်ဆိုရင် तू ကဘယ်လိုလုပ်တယ်လဲဆိုတော့ a series of เนาะ hike လို့ပြောလို့ရတယ်เนาะ Fed hiking cycle လို့ခေါ်တယ်ဒီချိန်မိချိန်စက်တိုင်း hike လိရှိတယ်အဲ့ဒီလိုအချိန်မှာဆိုရင်ရှင်းရှင်းလေးဗျာ interest rate တွေကို highlight တဲ့အခါမှာဘာတွေလဲဆိုတော့ US Treasuries တွေလို့ကျွန်တော်တို့ခေါ်ကြတဲ့ bond တွေ bill တွေ note တွေပေါ့เนาะအဲ့ဒီကောင်တွေရဲ့ yield လို့ခေါ်တဲ့အတိုးကတက်သွားတယ်
နော်အဲ့တော့ yield တွေဒီဘာဖြစ်လဲဆိုတဲ့အခါကျတော့တက်တယ်အဲ့ဒီလိုတက်တဲ့အခါမှာကဘာကြီးမှာ liquidity vortex လို့ခေါ်တယ်ငွေကြေးတွေအကုန်လုံးဘယ်ထဲသွားစုလဲဆိုတဲ့အခါကျတော့အဲ့ဒီ US Treasury တွေမှာသွားစုတယ်အဲ့ဒီဒဏ်ကိုဘယ်သူတွေကခံရလဲဆိုတော့အဲ့ဒီအချိန်မှာကျွန်တော်တို့ရွှေလဲကျတယ်နော် securities လို့ခေါ်တဲ့ stock တွေလဲကျတယ်ပြီးသွားရင်ကျွန်တော်တို့ဘာတွေပါကျလဲဆိုတော့ crypto risk တွေပါကျတယ်အဲ့ဒီအတွက်ကြောင့်မလို့ US and others ရဲ့သဘောတရားအရာအဲ့ဒီလိုမျိုးပေါ့နော်ဒီဆက်ဆက်မှုကပြောမယ်ဆိုရင်ကျွန်တော်တို့ inflation များလာရင်တဖြည်းဖြည်းနဲ့ USD high ဖို့ကိုစဉ်းစားလာတယ်အတုံးလုံး highlight တယ်ဆိုတာနဲ့ကျွန်တော်ခုနကပြောသလိုเนาะဒီ bond တွေဘေးတွေ note တွေရဲ့เนาะ yield တွေကတက်လာတယ်အဲ့လိုတက်လာတဲ့အမျှဘာတွေဖြစ်လာလဲဆိုတော့ကျွန်တော်တို့ခုနကเนาะရွှေတွေဒီ stock တွေပြီးတော့ cryptos တွေကအဲ့ဒီ down ကိုခံပြီးတော့ကျတယ်ဒါကြောင့်မလို့ဒီ data တွေကိုကြည့်တာပေါ့เนาะ okay အဲ့တော့ဒီ data တွေကြည့်မယ်ဆိုတဲ့အခြေအနေမှာကျွန်တော်တို့ engine 3ခုနဲ့ကြည့်တယ်။နောက် engine 3ခုဆိုတာကဒီ US dollar ကိုတိုင်းတာဖို့အတွက်ပေါ့နော် engine 3ခုကိုကြည့်တယ်။ကြည့်တဲ့အခါမှာပထမတစ်ခုကတော့ carry engine ခုနကကျွန်တော်ပြောခဲ့သလိုပဲ American ဗဟိုဘဏ်ရဲ့ဘန်ဒိုးနှုံးကနော်မြင့်နေတယ်ဆိုရင်ကျွန်တော်တို့ carry differential လို့ခေါ်တယ်နော်ကျွန်တော်တို့ဘယ်လိုဟာမျိုးလဲဆိုတော့ BOJ ရဲ့အတိုးနှုံပေါ့နော် Bank of Japan ရဲ့အတိုးနှုံကအခုဆို 1% ပဲရှိတယ်အဲ့တော့အဲ့ဒီ 1% ကနေငွေတွေကိုချေးယူတယ်ချေးပြီးသွားတော့သူဒီဘာကိုဝယ်တာလဲဆိုတော့ US Treasuries တွေကိုဝယ်တာနော် US Treasuries တွေပေါ့ bond တွေကိုဝယ်တယ်အဲ့တော့အဲ့ဒီလိုသွားဝယ်ဖို့အချိန်မှာဆိုရင် US ရဲ့ Treasuries တွေကိုဝယ်ဖို့အတွက်ဂျားမှာဘာလုပ်ရလဲဆိုတော့ US dollar ကိုဝယ်ရတယ်အဲ့ဒီ US dollar ကိုဝယ်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော် transit demand လို့ခေါ်တယ်အဲ့ဒီ demand US Treasury တွေမသွားခင် US dollar ကိုဝယ်တဲ့ transit demand ကြောင့်မို့လို့ dollar strong ဖြစ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ American ဗဟိုဘဏ်ရဲ့အတိုးနှုန်း strong ဖြစ်ခြင်းကနော် carry engine ကိုအရန်အားကောင်းစေတယ်အဲ့လိုအားကောင်းစေတယ်ဆိုရင်ကျွန်တော်တို့ဘာဖြစ်လဲဆိုတဲ့အခါကျတော့နော်ရွှေဒီအဲ့ဒီအချိန်မှာ US dollar တက်တယ်ဆိုရင်ရွှေကကျနိုင်တယ်ဒါရွှေကိုဖိတဲ့အချက်ပေါ့နော်ကျွန်တော်အမြဲတမ်းပြောခဲ့သလိုပဲရွှေကဒေါ်လာကိုကြောက်တာမဟုတ်ဘူးဒေါ်လာဘာကြောင့်တက်တာလဲဆိုတာကိုသူကကြောက်တာနော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီ carry engine ကိုတစ်ချက်ကျွန်တော် analysis လုပ်တယ်အဲ့နောက်တစ်ချက်ကတော့ fear engine ပေါ့ fear engine ဆိုတဲ့နေရာမှာနှစ်မျိုးရှိတယ်ဘာလဲဆိုတော့နော်ဒီစီးပွားရေးပေါ့ economics ရဲ့ growth ကကျဆင်းလာတယ်ဆိုတာကိုကြောက်တဲ့စိတ်ကလည်း fear ကိုပေးတယ်အဲ့ဒီမှာလည်း fear အမျိုးအစားတစ်ခုရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့က geopolitical လို့ခေါ်တာပေါ့နော်အဲ့တော့ geopolitical ဆိုတာအခုဆိုရင် US က Iran ကိုတိုက်တယ်နောက်ပြီးသွားတဲ့အခါမှာအခုဆိုအဓိက almost ရေလက်ကြားသည်ဒါကိုနော်ရိုက်ခတ်နေတယ်အဲ့ဒီရဲ့ fear နော်အဲ့ဒီ fear geopolitical fear လည်းကျွန်တော်တို့ဒီ fear တွေတမျိုးပေါ့နော်အဲ့တော့ဒီ growth ကြောင့်ဖြစ်တဲ့ fear နဲ့ geopolitical ကြောင့်မလို့ဖြစ်တဲ့ fear ဘယ်နှမျိုးကြောင့်ဖြစ်အဲ့ဒီ fear ကကျွန်တော်တို့မတူညီတာဘာပဲရှိလဲဆိုတော့နော် geopolitical ကြောင့်ဖြစ်တဲ့ fear ကတက်တဲ့အချိန်မှာဆိုရင်တော့ဒေါ်လာလည်း strong ဖြစ်ပြီးတော့ရွှေရလည်း strong ဖြစ်တယ်အဲ့ဒီအခိုက်အတန့်ကာလလေးမှာဒေါ်လာရွှေရောပြိုင်တက်တယ်အဲ့ဒီလိုမဟုတ်နေဘူးဆိုရင် geopolitical fear growth ကြောင့်ဖြစ်တဲ့ fear ဒီနှစ်မျိုးလုံးမှာတူညီတာတစ်ခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုရွှေတက်တယ်နော်ရွှေဒီအဲ့ဒီနှစ်ခုလုံးကြိုက်တယ်အဲ့တော့ fear engine ကအားကောင်းနေတယ်ဆိုရင်ရွှေကဘာဖြစ်လိမ့်ရှိလဲဆိုတော့တက်လေရှိတယ်ပေါ့နော်နောက်တစ်ခုကTOD လို့ခေါ်တဲ့ terms of trade ပေါ့နော် terms of trade ကိုကျွန်တော်တို့ကဘာလို့ကြည့်လဲဆိုတဲ့အခါကျတော့ဒီ terms of trade ကအခုဆိုရင်ကျွန်တော်တို့ဒီ oil ပေါ့နော် Brent oil ပေါ့ UK oil လို့လည်းခေါ်တယ်အဲ့ဒီကောင်ရဲ့ဈေးနှုန်းကတက်တယ်ဆိုရင်ကျွန်တော်အများတန်းပြောသလိုပဲပေါ့နော်ဒီရေနံဈေးကနှစ်ချက်ကိုသွားထိတယ်လောင်စာဆီဈေးနှုန်းတက်လာတယ်ဆိုရင်ကျွန်တော် transportation တည်ယူပို့ဆောင်ရေးစရိတ်တွေကြီးတယ်နောက်တစ်ခါ production ထုတ်လုပ်မှုစရိတ်တွေကြီးတယ်အဲ့တော့တည်ယူပို့ဆောင်ရေးနဲ့ထုတ်လုပ်မှုစရိတ်တွေကြီးတယ်ဆိုရင်ဘာဖြစ်လာမလဲဆိုတော့ကုန်စည်နှုန်းကြီးလာမယ်ကုန်စည်နှုန်းတက်တဲ့နှုန်း inflation ငွေကြေးဖောင်းပွားမှုကလည်းများလာမယ်အဲ့တော့ inflation များလာရင်ဘာဖြစ်လာမလဲဆိုတဲ့အခါကျ rate hike ကဖြစ်လာမယ်အဲ့ဒီရဲ့circle ကြောင့်မို့လို့ဒီ terms of trade အရာဒီရေနံဈေးတက်မတက်ကိုလည်းကျွန်တော်ကတစ်ချက်ကြည့်အဲ့တော့ဒီ၃ချက်ကိုကြည့်လိုက်တယ်ဆိုရင်ဒေါ်လာတက်သလားဒေါ်လာကျမလားဆိုတာကိုတစ်ချက်မှန်းလို့ရတယ်အဲ့ဒီလိုမှန်းလို့ရသွားပြီဆိုရင်ဒေါ်လာဘာကြောင့်တက်တာလဲဒေါ်လာဘာကြောင့်ကျတာလဲဆိုတဲ့ဟာကိုရွှေကကြောက်တယ်အဲ့ဒီတော့ကြောင့်မလို့ဒေါ်လာတက်တယ်ဆိုတဲ့အရာရှိရင်ရွှေကျမယ်နော်ဒေါ်လာကျတယ်ဆိုတဲ့အကြောင်းအရာကိုမူတည်ပြီးတော့ရွှေကတက်မယ်ဒီသဘောတရားကိုကျွန်တော်တို့ကသွားရတယ်ပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီသဘောတရားမှာလောလောဆယ်ကြည့်လိုက်တဲ့အခါမှာပေါ့နော်
ကျွန်တော်ခုနပြောခဲ့တယ် carry engine ရှိမယ် fear engine ရှိမယ် y engine ပေါ့ဒီ engine 3လုံးကိုကြည့်မယ်เนาะအဲ့တော့လောလောဆယ်မှာ fear engine ကိုတစ်ချက်ကြည့်တဲ့အခါမှာ non-farm အကြောင်းကိုနည်းနည်းပြောမယ်เนาะအဲ့တော့ non-farm ကဆိုရင်ကျွန်တော်တို့ July ရဲ့ detail ပေါ့เนาะအခုဆိုရင် August မှာထွက်သွားတဲ့ non-farm ကိုကြည့်လိုက်တဲ့အခါမှာ non-farm ကသူတကယ် forecast လုပ်ထားတာက 85k လောက်ကို forecast လုပ်တယ်ဒါပေမဲ့တကယ်ထွက်သွားတာ -23k ဆိုတော့ non-farm တော်တော်ဆိုးသွားတယ် headline non-farm ပြီးလို့ဒီတော်တော်ဆိုးတယ်เนาะအဲ့တော့အရင် previous ထက်လေသူကတအားဆိုးသွားတယ် forecast ထက်ကတော့တော်တော်ကိုဆိုးသွားတယ်ပေါ့နော်ပြီးတော့ average hourly earning လို့ကျွန်တော်တို့ခေါ်တဲ့ AEC ကိုကြည့်တယ်အဲ့တော့ AEC ကိုကြည့်တဲ့အခါမှာ AEC ကလည်း previous ကို forecast ကို 0.3 ရှိတယ်ဒါပေမဲ့တကယ် actual က 0.1 ပဲထွက်သွားတယ်เนาะနည်းနည်းလေးမတိန်တင်းကောင်းသွားတာဆိုလို့ unemployment rate တစ်ခုပဲရှိတယ်နောက် revision လို့ခေါ်တဲ့ကျွန်တော်တို့အရင်လားတွေကို fix ပြန်လုပ်တဲ့ data ကိုကျွန်တော်ကြည့်တယ်ကြည့်တဲ့အခါမှာလည်းမေမှာလည်း non-farm data ကြတယ်ဂျွန်မှာလည်း data ကြတယ်ပေါ့နော်အဲ့တော့ပြောမယ်ဆိုရင်လက်ရှိ non-farm data ကိုကြည့်လိုက်တဲ့အခါမှာ American ရဲ့ labor market ဒီတော်တော်ကြီးအခြေအနေစိုးနေတယ်နော်အဲ့တော့ labor market အခြေအနေစိုးရင်ဘာဖြစ်တယ်လဲနော်ကျွန်တော်တို့အလုံးမရဘူးဆိုလူတွေက income ဝင်ငွေမရှိဘူးဝင်ငွေရှိရင် spending မသုံးဘူးဆိုရင် revenue နော် company တွေဒီဝင်ငွေရောက်လာမယ်ဒီချက်ကတော့ stock ကိုလည်းတွားထိတယ်နော်ဒီချက်ဒီ stock ကိုထိစေတယ်ကုမ္ပဏီတွေလည်းဝင်ငွေရော့လာမယ်ဝင်ငွေရော့လာရင်ကုမ္ပဏီတွေဒီ hiring လို့ခေါ်တယ်အလုပ်ခေါ်တာကိုရှော့မယ်အလုပ်ခေါ်တာကိုရှော့လိုက်တော့လူတွေကအလုံးမရဘူးပေါ့နော်အလုံးမရရင်ဝင်ငွေမရှိဘူးဝင်ငွေမရှိရင်မသုံးဘူးဆိုရင်ကုမ္ပဏီတွေလည်းဝင်ငွေမရှိဘူးဝင်ငွေမရှိရင်လူခေါ်တာရှော့ဆိုတဲ့ဒီထဲကိုဝင်သွားတယ်အဲ့ဒါဒီ economic growth ကိုကျွန်တော်တို့ slow down ဖြစ်စေတဲ့အချက် economic growth ကိုတော်တော်ကြီးကို slow down ဖြစ်စေတယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီ growth ကိုတွားထိရင်ဘာထွက်လာလဲဆိုတော့ fear ထွက်လာတယ်အဲ့ဒီ growth ကိုထိလို့ထွက်တဲ့ fear ကကြတော့ US ကိုမတက်စေဘူးရွှေကိုဘာဖြစ်စေလဲဆိုတော့တက်စေတယ်အဲ့ဒါ growth ကြောင့်ဖြစ်တဲ့ fear ဒါ non-farm ကကျွန်တော်တို့ပြောသွားတာပေါ့နော်ဒါဒီရွှေကို boost လုပ်ပေးနေတယ်เนาะ geopolitical ကြောင့်ဖြစ်တဲ့ fear ကเนาะကျွန်တော်တို့ US ကိုလည်းတစ်ခါတည်းမှာအစောပိုင်းကာလတွေမှာတက်စေတယ် safe haven မှုဆိုရင်ကမ္ဘာမှာ safe haven access ကကျွန်တော် US ဒေါ်လာတွေ American treasuries တွေပေါ့နော် bond တွေကိုလည်းဒီ safe haven access လို့ခေါ်တယ်လို့ရွှေရလဲ ultimate safe haven access အဲ့ဒီအတွက်ကြောင့်လို့เนาะဒေါ်လာရောရွှေရောဒီနှစ်ခုလုံးက geopolitical fear စဝင်တဲ့အချိန်မှာဆိုနှစ်ခုလုံးတက်တာနော်နှစ်ခုလုံးတက်တယ်ဒါပေမဲ့ပုံမှန်ဒီလိုမျိုး growth ကိုထိသွားလို့ဖြစ်တဲ့ fear မှာဆိုရင်တော့ကျွန်တော်တို့ဘာရှိလဲဆိုတော့ရွှေပဲတက်လေရှိတယ်နော်ရွှေပဲတက်လေရှိတယ်အဲ့တော့ဒီမှာနောက်တစ်ချက်ကကျွန်တော်တို့ရေနံဈေးပေါ့နော်လောလောဆယ်မှာတော့ကျွန်တော်တို့ကရေနံဈေးကိုလည်းတစ်ချက်ကြည့်ရတယ်အဲ့တော့လောလောဆယ်မှာရေနံဈေးကဒီ August လမှာတစ်ချက်ဘာဖြစ်လာလဲဆိုတော့နည်းနည်းလေးပြန်တက်လာတယ်နော်အရင်လောက်တော့မကြတော့ဘူးအရင်တော့ကကျွန်တော်တို့ဒီမှာနော်80လောက်အထိကိုကြလာရနေအခုဆို8ထိပ်စီ90နာနီးကိုပြန်ကတ်ထားတယ်ပေါ့နော်အဲ့တော့ရေနံဈေးကိုဘာလို့သွားကြည့်တာလဲဆိုတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ဒီ wine price ပေါ့နော် wine price ကတက်တယ်ဆိုရင်ကျွန်တော်ခုနပြောခဲ့တယ်လို့ပဲ transportation ပြီးသွားရင်production တက်မယ်အဲ့ဒါဆိုရင်ဒီကုန်စည်နှုန်းတွေတက်မယ်ကုန်စည်နှုန်းတွေတက်လာရင်ဘယ်သူတက်လာမလဲဆိုတော့ inflation ကိုတက်တယ်အဲ့တော့ wine price နဲ့ inflation တွေကနော်ကျွန်တော်တို့ဆက်ဆက်နေတဲ့ချိန်အားဖြင့်တိုက်ရိုက်ဆက်ဆက်နေတယ်အဲ့ဒီအတွက်ကြောင့်မို့ wine price တက်ခြင်းဒီနောက်ကွယ်မှာ inflation တက်လာနိုင်တယ်အကယ်၍ inflation ကတက်သွားတယ်ဆိုရင် inflation ကိုတိုက်ခိုက်တဲ့လက်နက်က rate hike နော်အဲ့ဒီအတွက်ကြောင့်မလို့ American ဗဟိုဘဏ် Fed က rate hike လောက်လာနိုင်တယ် rate hike လောက်လာခြင်းဒီ US ဒေါ်လာကို strong ဖြစ်စေတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီမှာဒီကောင် bond တွေသွားဝယ်လို့အဲ့တော့ကျွန်တော်တို့ bond price ကိုကြီးလိုက်တဲ့အခါမှာ US government bond ရဲ့ 2-year bond ပေါ့နော်အဲ့တော့ 2-year ကတကယ်တော့ US treasuries တွေမှာကျွန်တော်က220နဲ့230ကိုပဲ bond လို့ခေါ်တာဗျเนาะဒီ10နှစ်တို့2နှစ်သားကောင်နေဆိုရင်တော့ကျွန်တော်တို့ကအဲ့ကောင် note လို့ခေါ်တယ်တစ်နှစ်နဲ့တစ်နှစ်အောက်ဆိုရင်တော့ bay လို့ခေါ်တာပေါ့နော်ဒါပေမဲ့ခက်ချင်းချင်းပဲကျွန်တော်တို့အလွယ်ကတော့အားလုံးက bond လို့ပဲခေါ်ကြလို့ bond လို့ပဲခေါ်လိုက်တယ်အဲ့တော့2နှစ် bond อ่ะဆိုရင်ကျွန်တော်တို့ဒီမှာကြည့်လိုက် SMA 50ရဲ့အထက်မှာတောက်လျှောက်ရှိလာတာတွေ့လားတောက်လျှောက်ရှိလာတာအခုလည်းပဲ SMA 200 150တောက်လျှောက်အပေါ်မှာရှိနေတဲ့အတွက်ကြောင့်မလို့လောလောဆယ်အချိန်မှာ bull market ဒီရှင်းရှင်းလေးပဲ bearish မဖြစ်သေးဘူးနော် bull market ဒီbearish မဖြစ်သေးဘူး SMA 50ကိုဒီကောင်ကိုဖောက်ချလိုက်နိုင်တဲ့အချိန်ကြာမှာဘာဖြစ်မှာလဲဆိုတော့ bull market က bearish ဖြစ်မှာနော်အဲ့တော့လောလောဆယ်မှာ bull market ကလည်း SMA 50နဲ့အလုံးလုံးနေတယ်ပြောမယ်ဆိုရင်သူဒီလုံးဝဒီဟာကိုစောင့်နေတာပေါ့နော်ဒီ American ရဲ့ဒီ interest rate decision ဟာ September မှာမတိုးတော့ဘူးလို့ယုံကြည်ရလောက်တဲ့အရာကို bond market ကလည်းစောင့်နေတာကိုကျွန်တော်တို့သွားတွေ့ရတယ်ရေနံဈေးတက်တာကိုတွေ့ရတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒေါ်လာကတက်မယ်ကျမယ်မသေးကြသေးတဲ့အချိန်မှာဆိုရင်နော် US ဒေါ်လာတကယ်လို့
တက်တယ်ဆိုရင်ကျွန်တော်ခုနပြောခဲ့တဲ့ flow အရာဆိုရင် risk assess တွေဖြစ်တဲ့เนาะကျွန်တော် securities လို့ခေါ်တဲ့ stock တွေနဲ့ crypto တွေနဲ့တလိုင်းနေအဲ့တော့ဒေါ်လာသားတက်မှာတေးကြရင်ဒီကောင်တွေကကြမှာနော်အဲ့တော့ဒေါ်လာကျခဲ့ရင်လေဒီကောင်တွေက risk on assets တွေဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တက်ဖို့ရန်ရှိတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့အခုဒီမှာဆိုရင်လေ Bitcoin ရဆိုရင်S&P 50ကိုသူကလည်းကာကွယ်နေရတယ်အဲ့ဒါဒီအားလုံးဒီဘာကြောင့်လဲဆိုတော့ဒီ market ကနော်လိတ်ခဲတီလီဖြစ်နေသေးတယ်ဆိုတဲ့အခြေအနေပေါ်မှာမူတည်တယ်နော်အဲ့တော့အခြေအနေအားလုံးကကျွန်တော်တို့ပြောမယ်ဆိုရင် mix ဖြစ်နေတယ်ပေါ့နော်ဒါပေမဲ့ September rate hike ရဲ့ odd ကတဖြည်းဖြည်းနဲ့ now found data စိုးသွားပြီးကြတဲ့ကကျဆင်းလာတယ်နော် FOMC July မှာလည်းသူက September rate hike ကိုဘာတခွန်းမှ granny ပေးမသွားဘူးနော် hints တွေပေးမသွားဘူးနောက်တစ်ခုက now found data စိုးထားတယ်ဆိုတဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာထွက်မယ် CPI data ကောင်းသည့်တိုင်အောင်တောင်းမှနော်ကျွန်တော်တို့ဒီ overall အခင်းအကျင်းမှာတော့ US က weak ဖြစ်နေတာအမှန်ပဲနော် week ဖြစ်နေတာအမှန်ပဲအဲ့ဒီအတွက်ကြောင့်မလို့ September မှာ rate ကို 3.75 တိုင်းဟိုးသွားဖို့ကိုကျွန်တော်တို့ market ရဲ့ response ကဘယ်လောက်သတ်မှတ်ကြလဲဆိုတော့ institution တွေက 52% လောက်သတ်မှတ်လာတယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ high နိုင်ကြီးကစချင်းတော့ဆို July FOMC အပြီးမှာ80%ရာခိုင်နှုန်းရှိရနေအခုတဖြည်းဖြည်းချင်းနဲ့ဒီနေ့မှာဆိုရင်48%နော်ကျွန်တော်တို့အထိဖြစ်လာတယ်ပေါ့နော်48%ဖြစ်လာပြီအဲ့ဒီအတွက်ကြောင့်မလို့ဒါတဆင့်ချင်းကြာဆင်းလာတဲ့သဘောကိုပြနေတယ်ပေါ့နော်အဲ့တော့ဒီ American ဗဟိုဘဏ်ရဲ့ interest rate ကတိုးနိုင်ကြီး September မှာရော့လာတယ်အဲ့ဒီမျှော်လင့်ချက်အားနည်းလာတယ်အဲ့တော့မျှော်လင့်ချက်အားနည်းလာရင်ကျွန်တော်ပြောသလိုပဲအကြောင်းမရှိကြွက်ထဆိုတဲ့အတိုင်းပဲ US က weak ဖြစ်လာတယ်ဆိုရင်နော်ဗဟိုဘဏ်တိုးနှုန်းကဒီတိုင်းထားမယ်ဆိုရင်နော်အဲ့ဒီလိုမျိုးထားမယ်ဆိုရင်ဘာဖြစ်လာမလဲဆိုတဲ့အခါကျတော့ထပ်ပြီးတော့သူတို့ဘုံတွေဝဲမှာမဟုတ်ဘူးဘုံဝဲတာကို short တင် short မယ်နော်အဲ့တော့ဘုံဝဲတာကို short ထားတယ်ဆိုရင် transit demand US ရဲ့ transit demand ရော့တယ်အဲ့ဒီလိုမျိုးရော့လာတယ်ဆိုရင်ကျွန်တော် US ဒေါ်လာဒီ weak ဖြစ်သွားတယ်အဲ့လို weak ဖြစ်တဲ့အချိန်မှာရွှေတို့ crypto တို့စသည်ဖြင့် stock တို့ဟာ bounce ဖြစ်ကြတယ်ပေါ့နော်အခုလုံးလုံးစင်မှာနော် stock ကbounce မဖြစ်ဘူးဆိုတာကဘာကြောင့်လဲဆိုတဲ့အခါကျတော့ဒီ now fall အားနည်းသွားတဲ့အတွက်ကြောင့်မလို့ economic growth က stock ကိုနည်းနည်းသွားထိတာကြောင့်လေ stock ကတိတ်ပြီးတော့ bounce မခုန်နိုင်သေးဘူးဖြစ်နေတာ okay အဲ့တော့ let's go on the road ပေါ့နော်ကျွန်တော်တို့အဓိကအနေနဲ့ကနော်ဘာတွေကိုကြည့်ကြမလဲဘာတွေပြောကြမလဲဆိုတဲ့အခါမှာ US dollar index ကိုကျွန်တော်ကတော့ forex ပဲဖြစ်စီကိုပဲဖြစ်စီမှာ analysis လုပ်တယ်ဆိုရင် US dollar index ကိုတွားတယ်နော်အဲ့တော့ US dollar index နဲ့ခုနကျွန်တော်တို့ macro ကအချက်လက်တွေကိုကြည့်အောင်လက်ရှိမှာ low to ရှင်းပြောရရင်ကျွန်တော်အတွက် stance တည်တစ်ခုတည်းပဲနော်အဲ့ဒါဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာနော်ကျွန်တော်ကင်ထားတဲ့ 100.2 နဲ့ 100.5 ဆိုတဲ့ zone ရှိတယ်နော် 100.5 ဆိုတဲ့ zone ရှိတယ်အဲ့ဒီ zone ကြီးဒီကျွန်တော်တို့ဒီမှာ initial ဟောဒီမှာ strong ဟောဒီမှာ key ဟောဒီမှာ micro ဟောဒီမှာနော်ဒီနေရာလေးဒီဒါလေးဒီအထိပေါ့နော်အဲ့ဒီဟာလေးဒီ string လေးကိုပြောတာအဲ့ဒါလေးဒီ macro ဆိုပြီးတော့9ချိန်မြောက်ကျွန်တော်တို့အလုပ်လုပ်သွားတယ်အဲ့တော့ဒီ resistance က 100.2 နဲ့ 100.5 ဆိုတဲ့ resistance zone ကြီး supply zone ကြီးဒီကျွန်တော်တို့ကာလာရှည်အလုပ်လုပ်ခဲ့တယ်နော်ကာလာရှည်အလုပ်လုပ်ခဲ့တယ်အဲ့တော့ the more time support or resistance tested the weaker it becomes ဆိုတဲ့အတိုင်းပဲဒီကောင်ကျိုးတော့မှာလို့နော်အချိန်ကြီးများလာတာနဲ့အမျှကျိုးတော့မှာလို့လည်းသတ်မှတ်ခဲ့တယ်လို့ကျိုးလဲကျိုးခဲ့တယ်ကျိုးသွားခဲ့ပြီဆိုရင်ကျွန်တော်တို့ကဒီ resistance ကြီး broken resistance ဖြစ်သွားတာအဲ့တော့ broken resistance ရဲ့သဘောတရားအရာကျွန်တော်တို့ဒီကောင်ဒီဘာဖြစ်လာဖို့သင့်လာလဲဆိုတော့ new support ဖြစ်ဖို့အလားလာရှိတာ every broken resistance tends to become a new support ဆိုတဲ့အတိုင်းအလားလာရှိတာဒါပေမဲ့အဲ့ဒီကောင်ကိုဟောဒီ 100.2 နဲ့ 100.5 မထိန်းနိုင်ခဲ့ဘူးနော်အဲ့ကောင်သူမထိန်းနိုင်ခဲ့ဘူးအဲ့တော့မထိန်းနိုင်ခဲ့တဲ့အတွက်ကြောင့်မလို့သူဒီ reclaim လောက်ခံပြီးတော့ဆုံးရှုံးထားတယ်နော် reclaim လောက်ခံပြီးတော့ဆုံးရှုံးထားတယ်အဲ့ဒီလိုဆုံးရှုံးထားတယ်ဆိုရင်ကျွန်တော်တို့ရှင်းလေးပဲဗျနော်ဒီ 100.2 နဲ့ 100.5 ကို break out bar နဲ့ဖောက်ခဲ့တဲ့အချိန်တုန်းကကျွန်တော်တို့ဒီမှာကြည့်ဟောဒီကောင်နော်အဲ့ဒီ market imbalance ဒီနောက်တစ်ချိန်ပြန်တက်လာတဲ့အချိန်ကျရင်အဲ့ဒီကောင်က resistant အနေနဲ့ကောင်းအလုပ်လုပ်တော့မယ်ကောင်နော်အဲ့ဒီအတွက်ကြောင့်မလို့ 100.2 100.5 zone ရောအဲ့ဒီ market imbalance ရှိနေတဲ့ zone ရောကနော်ဒေါ်လာကိုဖိတော့မှာနော်ဒေါ်လာကိုဖိတော့မှာအဲ့ဒီအတွက်ကြောင့်မလို့ဒီ zone ကြီးဒီတော်တော်လေးကိုကျွန်တော်ဘာဖြစ်သွားလဲဆိုတော့အားကောင်းတဲ့ resistant ပြန်ဖြစ်သွားတယ်နော်အားကောင်းတဲ့ resistance ပြန်ဖြစ်သွားတယ်အဲ့ဒီလိုပဲအောက်မှာရှိနေတယ်ကျွန်တော်တို့ဒီမှာကြည့်လိုက်မယ်ဆိုရင် trend line ရှိတယ်နော်အောက်မှာဆိုရင်ကျွန်တော်တို့ဒီမှာ trend line ရှိတယ်အဲ့တော့ trend line ဒီကျွန်တော်တို့ဒီမှာသူ့ရဲ့ဒီမှာ major solid trend line ရှိနေတယ်အဲ့ trend line ကလည်းအခုဒီနေရာမှာ
ကောင်းအလုပ်လုပ်နေတယ်နောက်ပြီးတော့အရင်တော့ကကျွန်တော်တို့ဒီနေရာမှာရှိခဲ့တဲ့ market ကျွန်တော်တို့ဒီမှာတက်ကော့ဝါတစ်ခုရှိခဲ့တယ်အဲ့ဒီတက်ကော့ဝါဒီလေဒီနေရာကိုနောက်အခုအချိန်ခါမှာ support အနေနဲ့သူကအလုပ်လုပ်နေအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ zone ကိုကြည့်လိုက်တဲ့အခါမှာအဲ့ဒါဘယ်လောက်လဲဆိုတော့99.38အဲ့တော့ကျွန်တော်တို့ဒီ99.38ကို USD ချိုးသွားနိုင်ပြီဆိုရင်ဘာတွေကျိုးသွားတာလဲဆိုတော့ဒီ trend line ကျိုးတာဖြစ်မယ် Hori Target Wall support ကျိုးတာဖြစ်မယ်နော်အဲ့အတွက်ကြောင့်မလို့99.38ဒီလောလောဆယ်မှာကျွန်တော်တို့အတွက်အရေးအကြီးဆုံးနေရာပဲနော်အရေးကြီးဆုံးနေရာပဲအဲ့တော့အဲ့အရေးကြီးဆုံးနေရာရွှေဘက်မှာဘာနဲ့သွားပြီးတော့ထောက်ထားလဲဆိုတော့ကျွန်တော်ရွှေဒီနောက်ဒီမှာသူတက်ဖို့အတွက်ကိုသူ structurally reversal တွေကအမျိုးရှိတယ်ဘယ်လိုမျိုးရှိလဲဆိုတော့ reversal တွေမှာကျွန်တော်တို့တစ်ခါတလေကြာရင်ပေါ့နော်ကျွန်တော်တို့ဒီ arrowhead လို့လည်းခေါ်တယ် sharp ပေါ့နော် sharp reversal လို့ခေါ်တယ်ဆင်းလာတယ်ပြီးသွား rejection တစ်ခုပေါ့နော်ခိုင်မာဝင်ပြီးသွားတော့ချက်ချင်းကိုပြန်တက်သွားတယ်အဲ့လို reversal ရှိတယ်နောက်တစ်ခုကကျွန်တော်တို့က structural reversal လို့ခေါ်တယ်။ဘာလဲဆိုတော့ structure တစ်ခုခိုင်မာတိဆောက်သွားတာ။အဲ့ဒီအတွက်ကြောင့်မလို့ဒီမှာဆိုရင်ကျွန်တော်တို့မြင်ရနိုင်တယ်။ဟောဒီမှာတိနော်နော်ဆိုပြီးတော့ဒီမှာထိချက်တွေနဲ့ဘာဖြစ်သွားတာလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အပေါ်3ချက်အောက်3ချက်တိတိကျကျထိပြီးတော့ဒီမှာ symmetric triangle ဖြစ်သွားတယ်။အဲ့တော့ symmetric triangle ရဲ့သဘောတရားရှင်းတယ်။သူ့ရဲ့အတိုင်းအစာတိုင်းအပေါ်ဖောက်ရင်လည်းသူကတစ်စအောက်ကိုဖောက်ရင်လည်းတစ်စသူကအပေါ်အောက်ကိုဖောက်နိုင်တယ်ပေါ့နော်ဒီ pattern အမျိုးအစားဖြစ်တယ်အဲ့တော့ symmetric triangle တကောင်အပေါ်ဖောက်တယ်အဲ့တော့ hori တစအတိုင်းဒီကောင်ဆိုတဲ့နေရာကကျွန်တော်တို့ဘယ်လောက်ကိုသွားကြလဲဆိုတော့4380ကိုသွားကြတယ်အဲ့တော့ဒီမှာကျွန်တော်ကဒီ pattern tab ပေါ့နော် pattern အလုပ်လုပ်နေတယ်ဆိုတာကိုစမြင်တယ်နော်ဒီ pattern ကို trade လုပ်ဖို့ကျွန်တော်စိတ်ဝင်စားဘူးဘာလို့စိတ်ဝင်စားလဲဆိုတော့ pattern ဒီနော်တိတိကျကျ pattern ဖွဲ့သွားသလားဖွဲ့သွားတယ်ဆိုရင်ဒါ structural reversal ဖြစ်ပြီအဲ့တော့ဒီမှာဟောဒီ D1 ကိုလိုက်နာသွားလားလိုက်နာတယ်4380အထိသူတက်တယ်တွေ့လားအဲ့ဒါဒီလေဒါတကယ် structural ဒီ pattern အလုံးမလို့ကိုကျွန်တော်ကြည့်တာ pattern trade လုပ်တာမဟုတ်ဘူးနော်အဲ့ဒီတော့ကြောင့်မလို့ကျွန်တော်တို့အဲ့ဒီ zone ဟာဆိုရင်ရွှေက3922နဲ့ဒါ4000 zone လောက်ဖြစ်သွားတယ်အဲ့ဒီနေရာဒီအခုလောလောဆယ်ရွှေမှာအကြီးဆုံး support buyer တွေကအဲ့နေရာနေပြီးတော့တင်းခံပြီးတော့ဝယ်နေတာပေါ့နော်ဘာကြောင့်ဝယ်နေလဲဆိုတော့ကျွန်တော်ခုနပြောခဲ့သလိုပဲ US မှာ weakness တွေရှိလာတယ်နော် weakness တွေရှိလာတယ်အခုချိန်ကမှာရေနံဈေးလေးပြန်လှုပ်လာလို့ inflation အားကောင်းလာတာလွဲရင် inflation အားကောင်းလာတဲ့အတွက်ကြောင့်မလို့ Fed rate hike ကိုစိတ်မလျှော့ကြသေးဘူးအဲ့ဒါလေးတစ်ချက်ခံနေတာလွဲရင်ကျွန်တော်တို့ဒီ fear မှာလည်း economic fear ဖြစ်လာတဲ့အတွက်ကြောင့်မလို့ရွှေရနော် fear engine ရဲ့သဘောတရားအရာရွှေနည်းနည်းလေးပြန်တက်လာတယ် carry engine ကအားပြော့လာတယ်အနည်းဆုံးတော့ USD September rate hike ဆိုတာထက်ဟိုးဖို့ chance ကများလာတဲ့အခါမှာဘွန်းအသစ်တွေဝယ်တဲ့လူနည်းလာတယ်အဲ့ဒီအတွက်ကြောင့်မလို့ transit demand မဝင်တဲ့အတွက်ကြောင့်မလို့ US dollar weak လာတယ်အဲ့တော့ US dollar weak တယ်ဆိုရင်ရှင်းလေးပဲရွှေရပြန်ပြီးတော့ဥမော့လာတာပဲဒီသဘောတရားရှိတယ်အဲ့တော့ကျွန်တော်ဒီ zone ကြည့်လိုက်တဲ့အခါမှာဒီ zone ကလည်းအရန်အလုပ်လုပ်ခဲ့တဲ့ zone ပေါ့နော်အရင်တော့ဆိုရင်လည်းကျွန်တော်တို့အလုပ်လုပ်ခဲ့တဲ့ဘာတွေရှိလဲဆိုတော့ scar တွေရှိတယ်နော်အဲ့တော့ market scar တွေရှိတယ်ဒီနေရာဒီ resistant ဖြစ်ခဲ့ဘူးတယ်ဒီနေရာ support ဖြစ်ခဲ့ဘူးတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ zone ဒီဘာဖြစ်နိုင်လဲဆိုတဲ့အခါကျတော့ဒီကောင်က resistant ပြန်ပြီးတော့ဖြစ်လာတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီနေရာမှာ4380ကိုယူထားတာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ရွှေနဲ့ဒေါ်လာကိုဟိုဘက်ဒီဘက်ပြန်ပြီးတော့ချိန်ကိုက်ရင်ရှင်းလေးပြ US dollar index မှာ99.38က support အနေနဲ့အလုံးလုံးနေတဲ့ဟာဒီဘယ်ကောင်နဲ့လုံးဝကွက်တီပဲလဲဆိုတော့4300နဲ့80 resistant နဲ့သူကလုံးဝကွက်တီသွားကြတယ်ဒီနှစ်ခုကတွဲအလုံးလုံးနေတာဒီနှစ်ခုအလုံးလုံးနေတာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီ support နဲ့ hori resistant နဲ့ဒီနှစ်ခုရဲ့ဒီအလုံးလုံးနေတဲ့ကောင်ဒီကျွန်တော်တို့ကချိန်ကိုက်ပြီးတော့နောက်99.38ကတကယ်လို့အောက်ကိုဆင်းမယ်ဆိုရင်ကျွန်တော်ရွှေဒီ4380ရဲ့အပေါ်ကိုတက်မယ်အဲ့လိုပဲ99.38ကအပေါ်ကိုဖောက်တယ်အပေါ်ပြန်ကန်သွားတယ်ဆိုရင်ရွှေကို4380ဟာပြန်တွန်းချလိုက်မယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီနှစ်ခုကလုံးဝ market edge ကကွက်တိကိုက်သွားပြီเนาะအဲ့တော့ကွက်တိကိုက်သွားပြီဆိုတဲ့နေရာမှာကျွန်တော်ကတော့လောလောဆယ်မှာပေါ့နော်နောက်တစ်ချက်ကကျွန်တော်ဘာရှိလဲဆိုတဲ့အခါကျတော့အဲ့ဒီ4380က support အနေနဲ့ချိုးတဲ့အချိန်တုန်းကနော်ဒီ support အနေနဲ့ချိုးတဲ့အချိန်တုန်းကကျွန်တော်တို့မှာပထမရဲ့ low တတိယရဲ့ high ဆိုတဲ့အတွက်ကြောင့်မလို့ဒီနေရာမှာ imbalance zone တစ်ခုရှိတယ်
နော် market imbalance တခုရှိတယ်smart money concept နဲ့တွားတဲ့လူတွေဆိုရင်တော့ fair value gap လို့ခေါ်လိုက်မယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ဒီမှာကြည့်လိုက်တဲ့အခါမှာဒီကောင်ဒီအဲ့နေရာကလုံးဝ bearish market imbalance အဲ့တော့ရွှေမာကကျွန်တော်တို့ဒီ3922ပေါ့နော်ထားပါတော့ခက်ကြမ်းကြမ်းပဲ3920 4000ပေါ့ဗျာအဲ့ဒီဇုံကအဝယ်ဝင်နေတယ်လို့4380ကရောင်းနေတယ်သူကဒီနှစ်ခုကြားထဲမှာသူအလုတ်လုတ်နေတာပေါ့နော်အဲ့တော့ကြားထဲမှာအလုတ်လုတ်တဲ့အခါမှာ4380ရဲ့ဟောဒီ market imbalance ကတော့မပြီးသေးဘူးဒီကောင်ဒီအလုတ်လုတ်နေပုံပေါ်တယ်အဲ့တော့ဒီနေရာမှာတခုကဒါကကျွန်တော်အခုပြောပြသွားတာအားလုံးကဒါ analysis ကိုလုပ်တဲ့ analyst တယောက်အနေနဲ့ပေါ့နော်ပြောသွားတာအဲ့ဒီအချိန်ခါမှာပေါ့နော်ဒီနေရာမှာကလောလောဆယ်မှာကျွန်တော်က stance တခုကိုယူရမယ်မယူလို့မရဘူးဘာဖြစ်လို့လဲဆိုတော့အခုကျွန်တော်ပြောသွားခဲ့သမျှဒီ analysis တွေကိုတေးချာချာ professional လုပ်သွားတဲ့ analyst တယောက်ရဲ့အမြင်နဲ့ကျွန်တော်ခေါင်းထဲကိုထည့်သွင်းသင့်တဲ့ macro fundamental data မှန်သမျှကိုထည့်သွားတယ်အဲ့တော့ trader တယောက်အနေနဲ့ကြတော့ဒီနေရာမှာကျွန်တော်တို့ကဖောက်ထွက်ဖို့လိုတယ်ဖောက်ထွက်ရတော့မယ်ဆိုတဲ့အခါမှာ stance ကိုကျွန်တော်တို့ကယူရတယ်ဒါကိုကျွန်တော် favor side လို့ခေါ်တယ်ဆိုလိုတဲ့သဘောက USD ကို favor လုပ်ပြီးတော့ရွှေကို weak လို့သတ်မှတ်မလားဒါမှမဟုတ် USD ကိုကျွန်တော်တို့ကနော် strong လို့သတ်မှတ်ပြီးတော့နော်ကျွန်တော်တို့ရွှေကို weak လို့သတ်မှတ်မလားဒါမှမဟုတ် USD ကို weak လို့သတ်မှတ်ပြီးတော့ရွှေကို favor ပေးမလားဒါကို favor side ကိုရွေးရတယ်အဲ့တော့ favor side ကိုရွေးတဲ့အခါမှာကျွန်တော်ရဲ့ stance ကကြတော့ရှင်းတယ်ကျွန်တော်တွေးတာရိုးရိုးလေးပဲနောက်ဆုံးတစ်ချက်ကကျွန်တော်တို့ဒီကောင်ဒီနော်100.2နဲ့100.5 initial strong key micro macro ဒီ5ချက်ကနော်ဒီကောင်ဖောက်ဖို့အတွက် USD ခုန engine 3လုံးအလှည့်ကြတော့၎င်းအတွဲလိုက်တော့၎င်းသုံးခဲ့ရတယ် carry engine လည်းအလုပ်လုပ်တယ်နော်ပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီ fear engine လည်းအလုပ်လုပ်တယ်နော်ပြီးသွားတော့ TOD time short trade ကလည်းလုပ်လို့ဒီ engine 3လုံးကတလုံးချင်းတော့၎င်းနှလုံးတွဲတော့၎င်းမောင်းခဲ့လို့100.2ကကျိုးခဲ့တာအဲ့တော့100.2 100.5 ဇုံဒီ US ဒေါ်လာတော့လွယ်ကူကူချိုးခဲ့တဲ့ဇုံမဟုတ်ဘူး9ချိန်တီဖောက်ခဲ့ရတကယ် structurally လုပ်ခဲ့တာ theoretically လည်းလုပ်ခဲ့တယ်အဲ့တော့အဲ့ဒီနေရာကသူ့အနေနဲ့ထိမ့်သိမ်းနိုင်ဖို့တင့်တယ်ထိမ့်သိမ်းရမယ်နော် every broken resistance tends to become a new support ဆိုတဲ့အချိန်မှာနော်သူဒီ breakout လုပ်နိုင်ပြီမဲ့နောက်ကနေပြီးတော့ကျွန်တော်တို့ဒီ follow through လုပ်လာမဲ့ထပ်ပြီးတော့ဒီနေရာကိုထိန်းနိုင်လောက်အောင်ဝယ်မဲ့ investor ရဲ့အင်အားမရှိခဲ့ဘူး confidence ယုံကြည်မှုမရှိခဲ့ဘူးဒီအတွက်ကြောင့်မလို့100.2 100.5ကိုပြန်ပေးလိုက်ရတယ်ကျွန်တော်ဒီအဲ့ဒီလို US ဒေါ်လာဘက်ကဆုံးရှုံးသွားတယ် weak ဖြစ်သွားတဲ့အရာအကြီးဆုံးရှုံးသွားတာကိုပို့ပြီးတော့ focus လုပ်တယ်ဒါကြောင့်မလို့ကျွန်တော်ရဲ့ stance ကိုပြောဆိုရင်ကျွန်တော်ရှင်းတယ်လောလောဆယ်မှာတစ်ဖက်တော့ရွေးရမှာပဲကျွန်တော်တို့မရွေးလို့မရဘူးအဲ့ဒီအတွက်ကြောင့်မလို့100.2နဲ့100.5ကို American dollar ဒီဆုံးရှုံးထားခြင်းကြောင့်မို့လို့အဲ့ဒီနေရာမှာသူကနော်သူပြန်တက်မယ်ဆိုလွယ်တကူတက်လို့မရတော့ဘူးနော်သူ့ကိုဒီနေရာဒီ resistant အနေနဲ့အလုပ်လုပ်တော့မှာအဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ဒီလောလောဆယ်မှာ dollar stance ကိုနော်ဒေါ်လာအားပြော့တယ် weak ဆိုတာကိုပေးထားတယ်အဲ့တော့ဒီမှာလည်းအဖြေကထွက်တော့မှာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီ trend line 99.38ကနေတွန်းတင်လာတဲ့ကောင်နဲ့နော်100.5 ဇုံဒီနီးကပ်လာပြီဒါကိုကျွန်တော်တို့က apex လို့ခေါ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ဒီ apex ဒီနီးလာပြီဖြစ်တဲ့အတွက်ကြောင့်မလို့အဖြေကတော့ပေါ်တော့မှာအပေါ်ပြန်ပြီး break out လုပ်မလားအောက်ကိုသွားမလားပေါ့ဒါ analyst နော် analysis အနေနဲ့ analyst တယောက်အနေနဲ့ဆိုဒီလိုတွေးလို့ရတယ်ကျွန်တော်အတွက်ကြတော့ရှင်းတယ် trader တယောက်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီနေရာကိုသူလောလောဆယ်နော်ပြန်ပေးလိုက်ရတယ်အဲ့ဒီအပေးကိုလောလောဆယ် focus လုပ်တယ်အဲ့ဒီအတွက်ကြောင့်မလို့လက်တလောကျွန်တော်ရဲ့ stance ရှင်းလေးပဲ100.2 100.5ကိုပြန် reclaim လုပ်ပြီးအပေါ်မတက်နိုင်သမျှဘာလို့ပဲဆွဲယူတော့မလဲဆိုတဲ့အခါကျတော့လောလောဆယ်လက်တလောမှာ US ဒေါ်လာဒီ weak side ဘက်ကိုပြန်သွားနေတယ်ဆိုတဲ့ဟာကိုယူလိုက်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒေါ်လာ weak ဖြစ်သွားတယ်ဆိုတဲ့အချိန်မှာရွှေကိုကျွန်တော်ကနော် bull trend မယ်လို့ကျွန်တော်မပြောဘူးနော်ဒါပေမဲ့ရွှေဒီလေကျွန်တော်တို့ဒီ relief rally လို့ခေါ်တယ်နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်အတွက်က relief rally ဒီဘယ်သူတွေက relief ဖြစ်လာမလဲဆိုတော့ရွှေ relief ဖြစ်လာမယ် securities လို့ခေါ်တဲ့ stock တွေ relief ဖြစ်လာမယ် crypto တွေ relief ဖြစ်လာနိုင်တယ်ဆိုတဲ့ site ကိုကျွန်တော်ဆွဲယူလိုက်တယ်အဲ့တော့သူတို့အကုန်လုံးကျွန်တော် relief rally site ကိုပေးလိုက်တယ်ဟုတ်ပြီနော်အဲ့တော့ relief rally site ကိုပေးလိုက်တယ်အဲ့ဒီအတွက်ကြောင့်မလို့ dollar index ရဲ့လောလောဆယ် week ဒီရွှေကိုကျွန်တော် favor site ကိုရွေးတဲ့အခါမှာတစ်ဖက်တော့ရွေးရမှာ哦เนาะကျွန်တော်ဒီရွှေအတက်ကိုလောလောဆယ်မှာပို့ပြီးတော့ရွေးတယ်ဒါပေမဲ့တစ်ခုရှိတယ်ဒီနေ့ညပေါ့เนาะကျွန်တော်တို့ဒီနေ့လို့ပြောတာမဟုတ်ဘူးเนาะ
detail law လို့ကျွန်တော်ယူထားတဲ့ size ကိုပြောတာနော်အဲ့တော့ကျွန်တော် site ကိုဒီလိုယူထားတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကနော်ဘာဆက်ဖြစ်လာနိုင်တယ်လဲလို့မေးရင်ဒီနေ့ညမှာတကယ်လို့များပေါ့နော် CPI data ကအရန် hot ဖြစ်သွားတယ်အရန်ကို surprisingly ပေါ့နော် surprise hot ဖြစ်သွားခဲ့တယ်ဆိုရင်တော့ US က69.38ကနေပြီးတော့ပြန်ကန်လိမ့်မယ်အပေါ်ပြန်ကန်လိမ့်မယ်နော်အဲ့ဒီလိုမျိုး US က33.8ကနေကန်နေဆိုရင်ကျွန်တော်တို့ရွှေပြန်ကျလိမ့်မယ် security တွေကျမယ် crypto တွေကျမယ်သူတို့တွေအကုန်လုံးအကျဘက်ကိုသွားလိမ့်မယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကဒီ zone မှာထင်ထင်ရှားရှား rejection ပေါ့နော်ရွှေဒီအကျ rejection ကိုပြလိမ့်မယ်ဒါ CPI data hot ခဲ့ရင်ပြောတာနော်အဲ့တော့တကယ်လို့ကျွန်တော်တို့ကနော်ဒီနေ့ညမှာဒါ CPI data ကလည်း surprisingly ပေါ့နော်မျှော်လင့်ထားတာထက်ကိုကူးဖြစ်သွားတယ်ဆိုရင်ဘာရှိလိမ့်မယ်ဆိုတော့69.38ကနော် US dollar index ဒီကျိုးလိမ့်မယ်အဲ့ဒီကောင်ကျိုးတယ်ဆိုရင်တော့ရှင်းတယ်ကျွန်တော်တို့ရွှေရော stock တွေရော crypto ရောဒီဘယ်ဘက် site ကိုယိမ်းလိမ့်မလဲဆိုတော့အတက်ဘက်ကိုယိမ်းလိမ့်မယ်အဲ့တော့လောလောဆယ်မှာ pre CPI မှာဆိုရင်လေကျွန်တော်ဘာရှိထားလဲဆိုတဲ့အခါကျတော့ hori လောလောဆယ်မှာ price ဒီအပေါ်ဘက်ကိုစပြီးတော့ control စလုပ်နေပြီနော်အပေါ်ဘက်ကို control စလုပ်နေပြီလို့ကျွန်တော်အနေနဲ့မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကအမြဲတမ်းလို့ horizontal support and resistance တွေကိုဆွဲရင် spike ဖြားမှာဘယ်တော့မှမဆွဲရဘူး body အရင်နာကိုကတ်ဆွဲတယ်နောက်ပြီးသွားရင် body အရင်နာကိုကတ်ဆွဲပြီးသွားတယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်လိမ့်ရှိလဲဆိုတဲ့အခါကျတော့နော်ဒီ body ကိုလုံးဝဖောင်ဆွဲဘူး body ရင်းနာကိုကတ်ဆွဲတယ်နော်အဲ့တော့ဒီနီးတိုင်းကျွန်တော်တို့ကပုံမှန်နော်ဆွဲထားတယ်နောက်တစ်ခုက तू ထောက်ခဲ့တဲ့အချိန်တော့လည်း तू ဒီလိုအဲ့လိုမျိုးထောက်ခဲ့တဲ့ဟာဒီနားကိုထောက်ခဲ့တာပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်ကဒီလိုပုံစံပေါ့4380ကိုပဲအတိဆွဲလိုက်တော့တာနော်အဲ့တော့အဲ့ဒီလိုမျိုးကျွန်တော်တို့မှန်မှန်ကန်ဆွဲမယ်ဆိုရင်ဒီကောင် shooting star မဟုတ်ဘူးနော် shooting star မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့ကဒီ site ကို favor ဖြစ်အောင်တေးသေးချာချာကြည့်မယ်ဆိုရှင်းရှင်းလေးပဲ4380ကိုဒီလိုဆွဲထားတယ်အဲ့တော့ဒီနေ့မှာဒါအပေါ်မှာ control ယူသွားပြီဆိုရှင်းရှင်းလေးပဲအဲ့ဒီ4380ကိုနော်ကျွန်တော်တို့အဓိကဖြေလာပြီ4380ကိုပြန်ပြီးတော့ retest လုပ်တဲ့ hori area မှာကျွန်တော်တို့ဒီရွှေကို buy မယ်နော်ရှင်းရှင်းလေးပဲအခုပြေးပိုင်းတော့တခွန်းမှမပြောဘူးနော် CPI data သာခုဖြစ်သွားရင်ရွှေတက်လိမ့်မယ်တက်ပြီမယ်ဒီ area ကိုသူပြန်စမ်းလိမ့်မယ်နော်အဲ့ဒီလိုအစမ်းမှာဝယ်မယ်အဲ့ဒီလိုမျိုးဝယ်ခဲ့တယ်ဆိုကျွန်တော်တို့ရွှေရဲ့ဖြစ်နိုင်ခြေသွားနိုင်ခြေဒီနော်ကျွန်တော်တို့ဒီဂျားတွေမှာတော့ဒီကောင်တွေလည်းလှုပ်လှုပ်မှာပဲဒါလည်းလှုပ်လှုပ်မှာပဲဒါလည်းလှုပ်လှုပ်မှာပဲဒါပေမဲ့အဲ့ဒီလောက်ကြရင်တော့ကျွန်တော်တို့ရွှေကတော်တော်ကလေးသွားနိုင်ခြေကဘယ်လောက်ဖြစ်သွားမလဲဆိုတော့4880ဝန်းကျင်လောက်ကိုရွှေဒီရောက်သွားလိမ့်မယ်4880လောက်ကိုရွှေဒီရောက်သွားလိမ့်မယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာနောက်ပြီးသွားရင်ဘာတွေရှိမလဲဆိုတော့9085လို့စုံနေရှိမယ်အဲ့တော့9000ကလည်းကိန်းပြည့်ဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဘက်ကိုကျွန်တော်တိတ်မတက်တွေးသေးဘူးပေါ့နော်အဓိကတော့ဒီစုံလောက်ကိုရောက်သွားနိုင်တယ်ရွှေဈေးဒီကျွန်တော်တို့ဒီ4880လောက်ဇုံလောက်ကိုတစ်ခေါက်ပြန်မြင်ရနိုင်တယ်ဆိုရဲ stance ပါပဲကျွန်တော်သွားထားတယ်နောက်တစ်ချက်ကကျွန်တော် technical evidence မှာလေဒီမှာကဘာရှိလဲဆိုတဲ့အခါကျတော့ကျွန်တော်ဒီမှာနော်တေးသေးချာချာ structurally ကြည့်ရင်ဟိုဒီမှာ trend line ရှိတယ်နော်အဲ့ဒီ trend line ကိုလည်းရွှေဒီဘာလောက်ထားလဲဆိုတော့breakout လောက်ထားတာအားလုံးမြင်ရလိမ့်မယ်ဒီဘာဒီကျွန်တော်တို့ဒီလိုဆွဲတယ်ဆိုရင်လည်းခက်ကြမ်းကြမ်းပေါ့ဗျာနော်ကျွန်တော်နောက်တစ်ခုဘာရှိလဲဆိုတော့ဒီလိုခက်ကြမ်းကြမ်းဆွဲလိုက်တယ်ဆိုရင်လည်းဒီကောင်ဒီဒါ breakout ဘာလို့ကျွန်တော်တို့ပြောလို့ရတယ်နော်ပြောလို့ရတယ်ကျွန်တော်တို့ကတော့နှစ်ချက်ပေါ့နော်ခုနကပြောသလိုဒေါ်လာက102နဲ့100.5ကိုလုံးဝပြန်ပေးလိုက်ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒေါ်လာ week side ကိုလောလောဆယ် favor ရွေးတော့မှာနော်တစ်ခုကိုရွေးမှာကျွန်တော် trade လုပ်လို့ရမှာဟုတ်အဲ့လိုပဲရွှေဒီလဲ structural reversal လှန်ထားတဲ့အတွက်ကြောင့်မလို့လောလောဆယ်မှာရွှေရ relief rally ဘက်ကိုတော့တွားပြီနော်အဲ့ဒီအတွက်ကြောင့်မလို့ဒီ structure ထိုင်သွားတဲ့ hori accumulation phase ကြောင့်မလို့ကျွန်တော်ရွှေဒီဘာဖြစ်လိမ့်မလဲဆိုတော့ဒီ60 40ပေါ့ဗျာဘယ်အရာမှတော့ 100% ဆိုတာမရှိဘူး60 40 80 30လောက်နော်တစ်ခုမဖြစ်မနေရွေးဆိုရင်တော့ကျွန်တော်ရွှေတက်ကိုလောလောဆယ်မှာ favor ပေးထားတယ်ဒါပေမဲ့ဝယ်ပြီလားဆိုတော့ no မဟုတ်ဘူးကျွန်တော်ရွှေဒီတကယ်တက်ချင်4380ကိုဒီညမှာ claim ရလိမ့်မယ်အပေါ် claim ပြီးသွားပြီဆိုတဲ့အခါကျရင်ကျွန်တော် control and နောက် confirm ဆိုတဲ့သဘောနဲ့4380ကို support အနေနဲ့နင်းတဲ့နေရာမှာကျွန်တော်တို့ buy ရလိမ့်မယ်နော် buy ရလိမ့်မယ်target ကတော့ကျွန်တော်ခုနပြောခဲ့လို့4880လောက်ကိုတွားလိုက်မယ်လို့မြင်တယ်ဒီကြားထဲမှာ twist တွေအနေနဲ့ကတော့ဘာရှိမလဲဆိုတော့ဒီညတာ CPI data တကယ်လို့ hot သွားခဲ့လို့အဲ့ဒါကကျွန်တော်တို့ now FOMC မှာနော်ကျွန်တော်တို့ဒီ US dollar interest rate ကိုတိုးနိုင်လောက်တဲ့အကြောင်းရင်းလောက်ထိဖြစ်သွားတယ်ဆိုရင်တော့ရှင်းတယ်ဗျ4380တဲ့ကိုပြန်ဝင် reclaim လုပ်
ကျွန်တော်ဒီ4380ကိုဘာလုပ်ရမလဲဆိုတဲ့အခါကျတော့ပြန်ပြီးတော့ resistant အနေနဲ့ test လုပ်ပြပါတော့အဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်မှာဒီတက်သွားခဲ့တဲ့ hori area လေးကကျွန်တော်တို့ဒီ bind side liquidity တွေကိုတန်းပြီးတော့တက်ပြီးတော့ trap လုပ်တာဖြစ်သွားမယ်။နောက် bind side liquidity တွေကို trap လုပ်တာဖြစ်သွားမယ်။ဒါဆိုရင်တော့ဒီကောင်ကboot trap ပေါ့ဗျာပြောမယ်ဆိုရင်တော့နော်အဲ့မှာ boot trap တစ်ခုဖြစ်သွားပြီးတော့ဒီကောင်က resistant ပြန်ဖြစ်တယ်ဆိုရင်အထက်ကိုပြန်ဝင်ဒီနေရာကို claim ပြဒါဆိုရင်တော့ရွှေဒီကြမယ်။ကြာရင်တောင်မှနော်ရွှေကကျွန်တော်တခါလေးပြောသွားမယ်။နောက်ကြာရင်တောင်မှရွှေကဟိုလိုကြီးကြာတန်းကြနိုင်မှာမဟုတ်တော့ဘူး။ဘာဖြစ်လို့လဲဆိုတော့ hori မှာခိုင်မာပြီးအားကောင်းတဲ့ hori breakout ဘာရှိတဲ့အတွက်ကြောင့်မလို့သူ့ရဲ့ဒီ imbalance zone ပေါ့ဒီနေရာအဲ့ဒီကောင်ကဘိုင်းဆုံးဖြစ်တော့မှာနော်အဲ့ဒီကောင်ကဘိုင်းဆုံးဖြစ်တော့မယ်နော်ကျွန်တော်တို့ demand zone ပေါ့နော်အဲ့တော့ဘိုင်းဆုံး demand zone ကဒီနေရာမှာဖြစ်သွားလိမ့်မယ်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကလောလောဆယ်မှာဖြစ်နိုင်ကြီးက2မျိုးရှိတယ်ပထမတစ်ခုကတော့ရွှေဒီအပေါ်ဒီနေ့ညမှာဖြစ်ဖြစ်ဒီတစ်ပတ်မှာဖြစ်ဖြစ် breakout ပြီးသွားရင်4380ကိုနင်းအဲ့ဒါပြီးသွားပြီဆိုရင်ကျွန်တော်တို့အပေါ်ကိုတက်ပေါ့နော်ဒါဖြစ်နိုင်ကြီး option 1နော်တကယ်လို့များကျွန်တော်တို့ကဒီကောင်ကပြန်ပြီးတော့4380တွေကို trap 4380 resistant အနေနဲ့ခေါင်းဆောင်ပြီးသွားလို့ပြန်ဆင်းတယ်ဆိုရင်တော့မှအလွယ်တကူဆင်းလို့မရတော့ဘူး hori ဘိုင်းဆုံးကသူ့ကိုအောက်ကနေပင့်တော့မှာအဲ့တော့ရွှေဒီဆင်းရင်တော့မှဒီဇုံလောက်အထိပဲဆင်းမယ်ဆင်းပြီးသွားရင်ဒီမှာ buyer ရဲ့ liquidity နဲ့တွေ့အောင်မှာအဲ့တော့တွေ့ပြီးသွားပြီဆိုတဲ့အခါကျရင်ပြန်ပြီးတော့ပေါ့နော်4380ကိုဖောက်အပေါ်ဖောက်ဆိုတဲ့ option တစ်ခုရှိမယ်အဲ့တော့ option 1ရှိမယ် option 2ရှိမယ်ကျွန်တော်တို့မမြင်နိုင်နဲ့မသိနိုင်တဲ့နောက်ထပ် option တစ်ခုလည်းဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါကဖြစ်နိုင်ခြေတွေအကုန်လုံး think in terms of probability ရတွက်ပြတာနော်အဲ့တော့ကျွန်တော်တို့က macro ရော micro ရောလက်ရှိဖြစ်နေတာအကုန်လုံးဆက်ပြီးတော့တစ် side ကိုရွေးဆိုရင်တော့ကျွန်တော်ကရွှေကို favor long back ကိုစပြီးတော့ပေးလိုက်ပြီးဒါ US ရဲ့100.2 100.5ဆုံးရှုံးထားတဲ့ weakness ရဲ့ရွှေရဲ့ structural reversal ကိုနော်force လောက်တာကိုဒီ structural reversal လောက်သွားတာကိုfavor ပေးတာရဲ့အဲ့ဒီနှစ်ချက်ကြောင့်မလို့ကျွန်တော်တို့ရွှေသည်နော်မစင်းနိုင်ဘူးလို့တော့ဘယ်သူမှအာမမခံနိုင်ဘူးမှန်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒါဒီ relief rally သွားဖို့သူပြန်တက်ဖို့စပြီးစူးစမ်းနေပြီဆိုတာလောက်တော့ကျွန်တော်တို့ကခိုင်ခိုင်မာမာပြောလို့ရတယ်အဲ့တော့ပြောခဲ့တယ်လို့ပဲ4380ကိုဖောက်ပြီးရင် retest ပြန်နင်းအဲ့ဒါဆိုရင်ကျွန်တော်တို့ရွှေဒီ4880လောက်ကိုတွားနိုင်တယ်နော်ဒါမဟုတ်ရင်လည်း तू ကအထဲထဲကိုပြန်ဝင်သွားပြီးသွားပြီဆိုဒီကဒါကို trap သွားတယ်လို့ပဲကျွန်တော်တို့ပြောရမှာပေါ့နော်ပြီးသွားရင်ဒါကို resistant အနေနဲ့စောင်းအောက်ပြန်စေအဲ့ဒီကြရင်လည်းဒီဇုံကဘိုင်းဇုံဖြစ်အောင်ပါအဲ့တော့ buyer ရဲ့ site ကကြည့်ရင်လောဆယ်မှာပေါ့နော်ရွှေရ4000အောက်ကိုဖောက်ဆင်းသွားဖို့ဆိုရင် filter ကို3ဓာတ်လို့ကျွန်တော်ကတော့မြင်တယ် filter ဒီလောဆယ်4380ကိုတိုင်းကလည်း filter တစ်ထပ်ဖြစ်နေတယ်ပြီးတော့ကျွန်တော်ဒီမှာပြောခဲ့တဲ့ market imbalance ဇုံကလည်း buy ဇုံပဲ filter တစ်ထပ်ဖြစ်နေတယ်ပြီးသွားရင်ကျွန်တော်တို့3922 4000ဇုံကလည်း filter တစ်ထပ်ဖြစ်နေတယ်အဲ့တော့အဲ့ဒီ filter 3ဓာတ်ကိုဖောက်ပြီးမှားတာလှည့်ရင်ရွှေရဆင်းလို့ရတော့မှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကတော့ဒီဇုံနေမှာရွှေကိုဘိုင်းဖို့ရန် opportunity ကိုရှာမယ်เนาะအဲ့ဒီအတွက်ကြောင့်မလို့အဲ့ဒီမှာခိုင်မာပေါ့เนาะကျွန်တော်တို့ volume ပါမယ်ပြီးသွားရင်ကျွန်တော်တို့ဒီဘာရှိနေမလဲဆိုတော့ hammer တို့ bullish engulfing တို့လို candle တွေပါရင်လေကျွန်တော်တို့ဘိုင်းဖို့ရန်အားဆိုင်လို့ရတယ်ပေါ့เนาะအဲ့ဒီအတွက်ကြောင့်မလို့ရှင်းလေးပဲကျွန်တော်တို့က trader တယောက်ဖြစ်တဲ့အတွက်ကြောင့် focus ကတော့လောက်ရတဲ့အခါမှာ60 40ပဲပြော80 30ပဲပြောတစ် side ကို favor ပေးဆိုရင်တော့ကျွန်တော်တို့ကရွှေရ favor long ပါเนาะရွှေဒီ favor long ပဲအဲ့တော့ကြားကျင်နေဆိုရင်သူဘာတွေကိုရှင်းလင်းသွားရမယ်ဆိုတော့အဲ့ဒီဇုံ3ကိုဖြတ်ကျော်ပြီးမှပဲရွှေရဆက်ကြလို့ရတော့မှာနော်ဆက်ကြလို့ရတော့မှာအဲ့တော့ technical ရောကျွန်တော်တို့ fundamental သဘောတရားအရာတော့ကျွန်တော်ကတစ်ခုရွှေဆိုရင်လောဆယ်မှာရွှေကိုအတက်ဖက်ကိုနည်းနည်းလေး favor စပြီးတော့ပေးထားပါတယ်ဆိုတာလေးကိုပါတခါလေး sharing လုပ်သွားချင်ပါတယ်အားလုံးတော့ကျေးဇူးနော်အကျိုးအများကြီးရှိလိမ့်မယ်လို့အပြည့်အဝယုံကြည်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်